88ကြိမ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအဖြစ်နောင်ထလီထီဖောင်းကတ္တရာလန်တေဖွင့်ပွဲအခမ်းအနားတည်င်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ထီဖောင်းကျေးရွာအုပ်စုတွင်2025ခုနှစ်ဒီဇင်ဘာ21ရက်နေ့နနက်9:00 နာရီအချိန်မှာ88နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအဖြစ်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကတ္တရာထောက်ပံ့၍ TGC ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ခဲ့သောနောင်ထလီထီဖောင်းမြောက်မြစိန် TGC လန်ကတ္တရာလန်90မိုင်လန်တေဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရပါတယ်ရှင်အခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဧည့်သည်တော်များနေရာယူပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်ရှင်ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မှနှုတ်ခွန်းဆက်စကားပြောကြားရာအများပြည်သူအစဉ်ပြေစွာသွားလာနိုင်ရေးကုန်စည်များလျင်မြန်စွာရောင်းဝယ်ဖောက်ကားနိုင်ရေးအတွက်ဖြစ်ကြောင်းထို့အပြင်အများပြည်သူတို့ရဲ့ကျန်းမာရေးပညာရေးစတဲ့အရေးပေါင်းများစွာကိုလည်းလွယ်လင့်တကူဆောင်ရွက်နိုင်မှာဖြစ်ကြောင်းရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မှပြောကြားခဲ့ပါတယ်ရှင်ဆက်လက်ပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးတိုင်းရင်သားရေးရာဝန်ကြီးနှင့် TGC ကုမ္ပဏီတာဝန်ရှိသူတို့ကနေရာယူပြီးကတ္တရာလန်တေဖွင့်ပွဲအားဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကလန်တေဖွင့်ပွဲအထိတ်အမတ်တရားပစ္စည်းများပေးအပ်၍ဖျော်ဖြေရေးအဖွဲ့များဖဲကြိုးကန်အဖွဲ့နှင့်ဘန်းကန်အဖွဲ့တို့ကိုလည်းဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြောင်းသိရပါတယ်ရှင်ထို့နောက်စုပေါင်းမှတ်တမ်းတင်ဓပုံရိုက်ကူ၍ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဧည့်သည်တော်များကနောင်ထလီထီဖောင်းမြောက်မြစိန် TGC လန်ကတ္တရာလန်9မိုင်လန်အားချက်တန်းကြည့်ရှုကအခမ်းအနားကိုပြန်လည်ရုပ်တင်ခဲ့ကြောင်းသိရပါတယ်ရှင်အဆိုပါလမ်းမဟာရှမ်းပြည်နယ်အစိုးရအဖွဲ့မှကတ္တရာတန်200ပံ့ပိုးကူညီပြီး TGC ကုမ္ပဏီမှဖောက်လုပ်လူဒန်းကလမ်းအကျယ်15ပေဖြစ်ပြီးနောင်ထလီထီဖောင်းမြောက်ညစိန်အထိ9မိုင်ဖြစ်ကြောင်းသိရပါတယ်ရှင်